မလေးဘာဆိုရမှာလဲရှင်တို့ယောက်ျားတွေပါလေပြားတွေလိုဝဲလာပြီးအချိန်တိုင်းညအိတ်ထိုးဖို့တော့ချောင်းနေဘာလို့ပြမလို့လေလို့အနားမှာဘိုးဖမ်းမရမှာအဲ့လိုလေးလည်းနော်ပြမလို့နာမှာကိုမဟုတ်ရပါဘူးဗျတော့ဒီမှာထမင်းချုပ်ရပါဗျာပလာတာငါသားမယ်ဝဲကျွေးစမ်းပါတရားပါအချက်ဟာအတော်ကြီးကျမပလာတာစီစားလိကဘာလို့ဆိုနေတာလဲနေမားတာမသားရဲ့တော့သူလားစာခွေပြပါဗျာထမင်းချုပ်မှတော့ပလာတာကြီးထွက်ကြကုန်ပါဟုတ်မယ်နော်ညဆို ဟုတ်ရပါဘူးဗျတော့သူလားစာခွေပြပါဗျာပလီပလာညညမဲ့စရိမောတီတာစကားရိချင်လို့လိုက်တာမာယာရီမပါညိုသားလေးကွေးနေတာအကြီးကြီးဆိုတာအာရလေဟာအသေးနဲ့ပါညဆို မာယာရီမပါညိုသားလေးအသေးနဲ့ပါခွဲစပွဲမထင်နဲ့ဆွဲကြည့်ပါဟာတော့တော့ရှိနာမရှင်းလိုက်အစီပြေတာချက်အရင်အောင်တာတောင်းလာကိုလူညဘာသာလာတယ်လို့ပါနေမနေတာလို့ခွဲစကွဲမထင်းနဲ့ဆွဲမြေယုံမဆွဲကြည့်မှတော့ရှင်လာမှာပါဟုတ်တယ်ဗျမားတယ်ခွဲစကွဲမထင်နဲ့ဆွဲမြေယုံမအိုးပေါင်းဆိုရာမြို့ကညောကိုရေကုန်တော့ကြီးစားမထားဘူးကလေးလေးအောင်နဲ့ယူပါဟာအော်တရံသာမာကြီးရ